ကျွတ်ဆက်ဆက်ရတာတိုဘူးကျော်အင်ရှင်မမေတို့အတွက်မရက်ဖန်အတွက်ဘာဟင်းချက်ရမလဲစဉ်းစားရခက်နေရင်ဒီလိုတရုတ်စတိုင်တိုဘူးကျော်ချက်လေးကိုချက်စားကြည့်ပါလောက်ရလွယ်ကူပြီးရတာဆက်ဆက်လေးမို့ကလေးလူကြီးမျိုးကြိုက်နှစ်သက်ကြပါတယ်အရင်ဆုံးဝယ်လာတဲ့တိုဘူးတွေကိုဓာတ်နဲ့ခုလိုလေးတုံးပေးလိုက်ပါပြီးရင်တော့တိုဘူးတွေကိုကြက်ဥနေတဲ့ထက်ဘဲပြန်ညာပြန်စိန်ပေးပြီးကော်မုန်းနဲ့ထက်ကက်ပေးရပါမယ်ဒဲအိုတဲ့စီပူလာပြီဆိုတိုဘူးတွေကိုထည့်ပေးပြီးချွေအောင်တန်းလာတဲ့အထိကြော်ပေးထားရပါမယ်ပြီးရင်တော့ဒဲအိုတဲ့စီနှဲငယ်ချန်ပြီးနှုတ်ဆင်းထားတဲ့ကြက်သွန်ဒီနဲ့ကြက်သွန်ပြူတို့ကိုထည့်ပြီးစီသက်ပေးရပါမယ်မွေးလာပြီဆိုခုနကကြော်ထားတဲ့တိုဘူးတွေကိုပြန်ထည့်ပေးပြီးအပေါ်ကနေအကင်မုံဖြူပေးပြီးတမအောင်မှွေပေးပါနောက်ဆုံးအနေနဲ့အဆက်ကြိုက်တယ်ဆိုငရုတ်သီးတွေကိုထည့်ပြီးမီးပြင်းနဲ့မှွေကြော်ပေးလိုက်မယ်ဆိုရင်အရသာဆက်ဆက်လေးနဲ့စားလို့ရန်ကောင်းတဲ့တိုဘူးကြော်လေးကိုရရှိပြီပဲဖြစ်ပါတယ်အပြင်သားကျွတ်လေးနဲ့အတွင်းကနူးညံ့ပြီးမှွေးကြိုင်နေတဲ့တိုဘူးကြော်လေးကအရသာအရန်ရှိတာမို့အိမ်သားတွေလည်းအရန်ကြိုက်နှစ်သက်ကြမှာပါအင်ရှင်မမေတွေလည်းမနှက်ဖန်အတွက်ဟင်းတစ်ခွက်စဉ်းစားနေရင်ဒါမျိုးလေးလှုပ်ရှားကြည့်ကြပါဦးနော်